မင်္ဂလာပါအရှိအလဲပိုင်းဒေတာရဲ့အခြေအနေတွေဟာတနေ့ထက်တနေ့ပိုပြီးတဲမာလာနေပါတယ်အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုတိုက်ခိုက်နေတဲ့စစ်ပွဲဟာတလနီးပါးကြာမြင့်လာခဲ့ပြီးဖြစ်ပေမဲ့အခုခါမှာတော့နောက်ထပ်အင်အားစုတစ်ခုစစ်ထဲဝင်ပါလာခဲ့ပါပြီအဲ့ဒါကတော့ယီမင်အခြေစိုက်ဟိုတီပျောက်ကြားတပ်ဖွဲ့တွေပဲဖြစ်ပါတယ်လွန်ခဲ့တဲ့မတ်လ28ရက်နေ့ကစလို့အီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ဟိုတီတွေဟာအစ္စရေးပိုင်နက်ထဲကိုဒုံးကျည်တွေနဲ့နှစ်ကြိမ်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဟိုတီရီရဲ့ကြီးညာချက်အရအစ္စရေးတောင်ပိုင်းမှာရှိတဲ့အရေးကြီးရဲ့စစ်ရေးပစ်မှတ်တွေကိုပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။အစ္စရေးစစ်တပ်ဘက်ကတော့ယီမင်ဘက်ကနေပြန်တန်းလာတဲ့ဒုံးကျည်တစ်စင်းကိုပစ်ချနိုင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ဒါရင်မကသေးပါဘူး။မတ်လ29ရက်နေ့အစောပိုင်းမှာလဲဒရုန်းတွေဒုံးကျည်တွေနဲ့အစ္စရေးစစ်စခန်းတွေကိုဒုတိယကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။ဒီလိုဟိုတီတွေစစ်သေးပါဝင်လာတဲ့နဲ့ပတ်သက်ပြီးအစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရအရာရှိဗိုလ်မှူးချုပ်အဖီဒါဖရင်ကတော့အစ္စရေးအနေနဲ့စစ်မျက်နှာအများကြီးဖွင့်ရမယ့်စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားကြလို့တွန့်ပြန်ခဲ့ပါတယ်။လက်ရှိမှာအစ္စရေးဟာအီရန်ကိုတိုက်ခိုက်နေတယ်လို့လက်ဘနွန်နယ်စပ်မှာလည်းဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေနဲ့စစ်ခင်းနေရတာဖြစ်ပါတယ်။ဟိုတီတွေဟာအီရန်ဥဆောင်တဲ့ခုခံရေးဝန်ရိုးတန်းလို့ခေါ်တဲ့စစ်ရေးမဟာမိတ်အဖွဲ့ထဲမှာပါဝင်ပါတယ်။ဒီအဖွဲ့ထဲမှာဟစ်ဇ်ဘိုလာဟာမတ်စ်နဲ့တခြားအီရန်လိုလားတဲ့လက်နက်ကိုင်အဖွဲ့တွေပါဝင်ကြပါတယ်။ဟိုတီတွေဟာယီမင်နိုင်ငံရဲ့မြို့တော်ဆာနာအပါအဝင်နိုင်ငံရဲ့အစိပ်ပိုင်းတော်များများကိုထိန်းချုပ်ထားပြီးပြည်တွင်းစစ်ဆင်နွှဲနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။အခုဟိုတီတွေစစ်ထဲပါဝင်လာတာနဲ့ပတ်သက်ပြီးအကြီးမားဆုံးစိုးရိမ်မှုကတော့ပင်လယ်နစ်ရဲ့ရေကြောင်းလုံခြုံရေးပဲဖြစ်ပါတယ်။ဟိုတီတွေဟာအရင်ကလည်းပင်လယ်နစ်ကိုဖျက်ဆီးတဲ့သင်္ဘောတွေကိုတိုက်ခိုက်ခဲ့ပူပါတယ်။အခုလည်းဟိုတီပြောရေးဆိုခွင့်ကဗိုလ်မှူးချုပ်ယာဟာဆာရီကလက်နက်တွေရဲ့မောင်းခလုတ်ပေါ်လက်ညှိုးတင်ထားပြီးတော့သတိပေးထားပါတယ်။တကယ်လို့ဟိုတီတွေကအရက်ဖက်သင်္ဘောတွေကိုတိုက်ခိုက်လာမယ်ဆိုရင်အရှိအလဲပိုင်းရဲ့ဂုံထွေအေးလမ်းကြောင်းတွေဆိုးဆိုးရွားရွားထိခိုက်နိုင်ပါတယ်။လောလောဆယ်မှာအီရန်ကလည်းဟောမွစ်ရေလက်ကြားကိုပိတ်ဆို့ထားပြီးရန်သူသင်္ဘောတွေကိုတိုက်ခိုက်မယ်လို့ချင်းချောက်ထားတဲ့အတွက်အခြေအနေဟာပိုပြီးစိုးရိမ်စရာကောင်းလာနေပါတယ်။စစ်ပွဲစတင်ကလေးကဟစ်ဇ်ဘိုလာနဲ့တခြားအဖွဲ့တွေချက်ချင်းပါဝင်ခဲ့ပေမဲ့ဟိုတီတွေကဘာကြောင့်တလလောက်ကြာမှစစ်ထဲဝင်ပါလာရတယ်လဲဆိုတာကတော့ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ဘာပဲဖြစ်ဖြစ်ဟိုတီတွေရဲ့ပါဝင်ပတ်သက်မှုဟာအရှိအလဲပိုင်းစစ်ပွဲကိုပိုပြီးရှုပ်ထွေးအောင်လှုပ်ဆောင်လိုက်တာကတော့အမှန်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေကိုသိရဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါဘူးနော်။